မင်းငါတို့နှစ်ယောက်ကိုဒီကိုခေါ်လိုက်ရတဲ့ကိစ္စကဘာလဲ ကျမတို့ရေးစကားပြောထားသူတွေအများကြီးတန်းမှာရှင်တို့နှစ်ယောက်စကားတင်ပြီးတွေ့ထားရနော် နောက်နှစ်ယောက်ကဘာလို့မလို့ရအောင် ဘာလို့လဲဆိုတော့ရှင်တို့နှစ်ယောက်က IT ဘိုင်းရတဲ့ပူပါလေလေ အဲ့ဒါဘာဖြစ်လဲ ဆိုတော့ဒီလိုတုတ်တက်နေတဲ့ခက်ကြီးတွေမှာ IT ကျွမ်းကျင်တဲ့သူပဲလို့ချင်တာပေါ့ ဆိုတော့ဘာဖြစ်လဲအဲ့တော့ အဲ့တော့ကျမရှင်တို့မိကိုတစ်ခုမေးမယ် IT ကိုဘယ်ကနေစပြီးတော့လေ့လာခဲ့ရလဲ YouTube တက်လေးလာခဲ့ MS application ကနေ course တွေပဲလေ့လာတယ် Android Development Class နဲ့ IT Class တွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင် MISO application မှာလေ့လာနိုင်ပါပြီ။ဒီက Android application ရေးဆွဲနည်းတွေကိုစနစ်တကျသင်ပေးတဲ့အပြင်ကိုမှအပြင်မှာစာတွေ့လက်တွေ့နဲ့အိစာတွေလုပ်တဲ့အပိုင်းတွေလည်းရှိတယ်။တေချာပြမယ့်ဆရာစာမတွေကလည်းပဲ IT Development နဲ့ Programming ပိုင်းမှာလုံးဝ experience ရှိတဲ့ဆရာတွေပဲတေချာပေးမှာ။အဲ့ဒီတော့ဒီလိုမျိုးတက်နေတဲ့ခေတ်ကြီးမှာ Android application ရေးဆွဲခြင်းနဲ့သင်တဲ့တက်ချင်တဲ့ဆိုလို့ရှိရင် MISO မှာလေ့လာနိုင်ပါတယ်။အဲ့တော့ဒီနေ့ရောက်ထဲနေပြီးတော့ကျွန်မမသိဘူးယူနေလဲဆိုတော့ ခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ID နဲ့ပတ်သက်တဲ့သင်တန်းဆောင်ကို MM Study Online MMSO application မှာသင်လေ့လာနိုင်ဖြစ်ပါတယ်။ Android ရေးသားနည်းသင်တန်းတွေ Java programming class တွေ Linux OS class နဲ့ Flutter basic video class ပြီးတခြားသော IT class များစွာကိုသင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။